အားလုံးပဲမင်္ဂလာပါဗျာဘာမီအာဆင်နယ် channel ကနေအားလုံးကိုကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ပြောပြတော့မယ့်အကြောင်းအရာလေးကတော့အာဆင်နယ်ဖက်ဆက်ချက်စီဆိုရဲလန်ဒန်ဒါဘီဖြစ်ဆင်ပြိုင်ကစားကြမယ့်အင်္ဂလန်ပရီးမီးယားလိပွဲစဉ်73အကြောင်းဆွေးနွေးသွားမှာဖြစ်ပါတယ်ချက်စီအသင်းအကြောင်းစပြလာချက်စီကအခုလောစီမှာဆိုရင်ပြင်ဖောင်ကောင်းနေတဲ့တင်းဖြစ်တယ်ပေါ့နော်နိုင်မွဲကိုစီဆက်နေတဲ့ဘာစီလိုနာအသင်းမျိုးကို3-0နဲ့ဖုတ်ထားတယ်10တုတ်ထားတယ်တစ်ဖက်မှာအာဆင်နယ်ကလည်း18ပွဲစဉ်ဆုံးပွဲမရှိဆိုတဲ့ဖိုင်ယန်အသင်းကိုအိမ်ကွင်းမှာ3-1ဆိုတဲ့ရလဒ်နဲ့အနိုင်ကန်ထားတယ်ပေါ့နော်အဲ့ဒီနှစ်သင်းရဲ့မှာဖောင်ကောင်းကြည့်လိုက်မယ်ဆိုလို့ရှိရင်ချက်စီကနောက်ဆုံး5ပွဲဆက်မှာဆိုလို့ရှိရင်ကွာရာဘက်နဲ့တူတူတီးကြထားတယ်လို့အာဆင်နယ်ကလည်းဆန်နာလန်အဝေးကွင်းမှာတူတူဆိုပြီးတီးကြလာတယ်အခုနောက်ပိုင်းပွဲစဉ်တွေမှာဆိုလို့ရှိရင်ချက်စီကကလင်းရှိတွေယူလာနိုင်တယ်လို့အာဆင်နယ်ကလည်းအခုနောက်ပိုင်းမှာဆိုလို့ရှိရင်ပြင်တကူစား2ကူစားလေးတွေပြန်ပြီးတော့ပေးလာတော့တွေးရှိရတယ်သင်တဲ့တင်းရဲ့မှာနောက်ဆုံးတွေးဆုံမှုပိုင်းမှာရှိလို့ရှိရင်ဗာလဲအာဆင်နယ်ကကြီးပဲအမြဲတမ်းအသာစီးရထားလို့တွေ့ရတယ်နောက်ဆုံး6ပွဲ6ချိန်ဆက်တွေးဆုံမှုမှာရှိလို့ရှိရင်အာဆင်နယ်က4ချိန်နိုင်ထားပြီးတော့ချက်စီက2ချိန်တည်ချထားတာကိုတွေ့ရမှာဖြစ်ပါတယ်တွေးဆုံမှုတိုင်းကိုကြည့်ရင်ဖြင့်အာဆင်နယ်ကအသာစီးရထားတာကိုတွေ့ရတယ်လို့ချက်စီကဆိုရင်ဖြင့်အိမ်ကွင်းမှာမရှုံးမဲ့တေးအနိုင်ကန်ထားတာကိုလည်းတွေ့ရမှာဖြစ်တယ်ဒါကြောင့်မလို့ပွဲစဉ်ရဲ့မှာပွဲပြီးရလက်ကိုခံမှန်းရမယ်ဆိုလို့ရှိရင်ဖြင့်2-1ဒါမှမဟုတ်ရှင်လည်းအာဆင်နယ်က2-2ဆိုတဲ့ result နဲ့ပဲအာဆင်နယ်နိုင်မယ်ဒါမှမဟုတ်ရှင်လည်း2-2ဆိုပြီးတော့တေးကြမယ်လို့ကျွန်တော်ခံမှန်းချင်ပါတယ်ဒါလေးပါပဲဗီဒီယိုလေးကိုကြည့်ပြီးသားလို့ရှိရင်တော့ channel လေးကို subscribe လုပ်ပြီးတောင်းဆိုပါတယ်